ကျောင်းဖွင့်ချိန်နီးလာတဲ့နေ့တွေဆိုရင်ကျွန်တော်ရဲ့နေ့စဉ်ဘဝထဲမှာအရာသေးသေးလေးတွေကတော့အမတ်တရကြီးတွေကိုပြန်ခေါ်လာတတ်တယ်။မနက်ခင်းတစ်ခုလေညင်းလေးတိုက်ပြီးတစ်ရွက်တွေလှုပ်ရှားနေတယ်။အဝေးကနေကြောင်းကောင်းလောင်းတန်ခတ်တိုးတိုးလေးကြားလိုက်ရတယ်။အဲ့ဒီတန်ကိုကြားလိုက်တာနဲ့ကျွန်တော်ရဲ့ခြေလမ်းတွေရက်သွားတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီတန်ကကျွန်တော်ကိုအတိတ်ထဲပြန်ခေါ်သွားလို့ပဲ။ဟေ့ရောင်မြင်မြန်လားဗီဒီယိုရုံမှာဇကားအစ်စ်တင်ထားတယ်။ဒီနေ့ကြောင်းမတက်ဘူး။ကြောင်းပြေးကြမယ်။တခါတော့ကအဲ့ဒီလိုအတန်တွေနဲ့ကျွန်တော်ရဲ့မနက်ခင်းတွေစတင်ခဲ့တာ။စာသင်ခန်းထဲမှာစာသင်နေတဲ့အချိန်တောင်ကျွန်တော်တို့အတွက်အရေးကြီးဆုံးကစာမဟုတ်ဘူး။နောက်တန်းမှာတိတ်တိတ်လေးရေရင်ပြောကြတဲ့စကားတွေဒီနေ့ဘာကစားမလဲဒီနေ့ဘယ်ကိုသွားကြမလဲမုံစားချိန်ရောက်ရင်မုံဆိုင်သွားမလားအတန်းလက်ကြမလားလို့မျိုးမျိုးတိုင်ပင်ခဲ့ကြတာအဲ့ဒီအချိန်တွေမှာကဘာကြီးကိုတောင်မေးထားနိုင်ခဲ့ကြတယ်နေ့လယ်ခင်းရောက်ရင်ကစားကွင်းထဲမှာဘောလုံးကန်ရင်နိုင်လဲပြောရှုံးလဲရိတ်ခဲ့ကြတယ်အနိုင်ရလဲအတူတူရှုံးလဲအတူတူဘာမှမရှိဘူးလို့ထင်ရပေမဲ့အဲ့ဒီအချိန်တွေထဲမှာအရာအလုံးရှိနေခဲ့တယ်အခုတော့ကျွန်တော်ကအဲ့ဒီနေရာတစ်ခုထဲမှာပဲရှိနေတယ်ဒါပေမဲ့ကျွန်တော်ဘေးမှာအဲ့ဒီတငယ်ချင်းတွေမရှိတော့ဘူးတခါတလေလမ်းဘေးကမုတ်ဆိုင်လေးကိုတွေးလိုက်တာနဲ့တငယ်ချင်းတွေနဲ့အတူတူစားခဲ့တာတွေသတိရတယ်ကစားကွင်းတစ်ခုကိုတွေးလိုက်တာနဲ့တခါတော့ကရေတံတွေနားထဲပြန်ထွက်လာတယ်စာအုပ်တအုပ်ကိုကင်လိုက်တဲ့အချိန်မှာတော့တယောက်ယောက်ကအဖြေပြောပေးမယ်ဆိုတဲ့အတန်ကိုကြားလိုက်တယ်လို့ပဲအဲ့ဒီလိုတေးသေးလေးတွေနေ့တိုင်းတွေ့နေကြပေမဲ့အဲ့ဓာတွေဟာကျွန်တော်ကိုတခါတည်းတငယ်ချင်းတွေရှိခဲ့တဲ့အချိန်နဲ့ပြန်ပို့သွားတယ်။ကျောင်းဖွင့်ချိန်တိုင်းကျွန်တော်စိတ်ထဲမှာတခုတည်းပဲကြံနေတယ်။မင်းတို့နဲ့အတူတူရှိခဲ့တဲ့နေ့တွေကိုငါအရန်လွမ်းတယ်။တနေ့နေ့မှာဘယ်နေရာမှာပဲဖြစ်ဖြစ်ပြန်တွေ့နိုင်မယ်ဆိုရင်အဲ့ဒီအချိန်မှာကျွန်တော်ပြောချင်တာတခုပဲရှိမယ်။ငါတို့အရင်လိုပဲတခါလောက်ထပ်ပြီးရေကြမယ်နော်။